အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ပြောပြချင်တာ division လုပ်တဲ့ခါကျရင်စားတဲ့ခါကျရင်အကျွန်းဘယ်လိုရှာမလဲပေါ့ game တစ်ခုစားတဲ့ခါကျရင်အကျွန်းဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ပြောပြမှာ remainder ရှာတဲ့ဟာကိုပြပါမယ်ဒီအကျွန်းကိုရှာဖွေအားချင်းဖြင့်ကျွန်တော်တို့ဘာကိုတိနိုင်လဲစုံ game လားမ game လားဆိုတာအလွယ်တကူစစ်ဆေးနိုင်ပါမယ်အဲဆိုတော့ကျွန်တော်တို့က73 division by 5ဆိုပြီးတော့ကျွန်တော်တို့ remainder ရှာကြည့်အောင် REMAD remainder assign share 5ဆိုတော့ဒီကကျွန်တော်တို့ကဒီဥစ္စာကို remainder ရှာရှင်းနေဆိုရင်ကျွန်တော်တို့ဘာတုံးမလဲဆိုရင်ဒီ modulus ဆိုတဲ့တင်ကြီးတာကိုတုံးပါမယ်အဲဆိုတော့ကျွန်တော်တို့ကြည့်အောင် print remainder ဆိုရင်ကျွန်တော်တို့ run ကြည့်မယ် run ကြည့်တော့အကျွန်းကကျွန်တော်တို့ကတုံးရပါတယ်အဲဆိုရင်ကျွန်တော်တို့ကတုံးရပါမယ်အဲ့တော့ u စားကြည့်တဲ့ခါကျမှကျွန်တော်တို့ကဘာရတော့အဖြေက result က2.6ရပါတယ်ကျွန်တော်တို့ဒီမှာဆိုရင် modulus သုံးပြီးဆိုရင်အကျွန်းက3ရပါတယ်9 2 10 10ဆိုတော့အကျွန်းက3ပါဝင်ဆန့်တာ9 2 10ပေါ့ okay အဲ့ဆိုရင်ကျွန်တော်တို့ကစုံကိန်းလားမကိန်းလားကိုကျွန်တော်တို့ဘယ်လိုခွဲခြားမလဲပေါ့ဒီ modulus ကိုတုံးပြီးတော့စုံကိန်းလားမကိန်းလားဘယ်လိုခွဲခြားမလဲ okay ကျွန်တော်တို့စုံကိန်းလားမကိန်းလားဘယ်လိုခွဲခြားမလဲဆိုရင်ကျွန်တော်တို့နှစ်နဲ့စားပြီးတော့ခွဲခြားလို့ရပါတယ်အဲ့တော့10ကိုနှစ်နဲ့စားတဲ့ခါကျမှ0အကျွန်းရပါတယ်0အကျွန်းရတဲ့အချိန်မှာကျွန်တော်တို့ကစုံကိန်းပါအဲ့တော့ကျွန်တော်ကကဏ္ဍတစ်ခုကိုကျွန်တော်တို့ကစားကြည့်လိုက်တယ်သိရတာဆိုရင်မကိန်းပါဒီမှာဆိုရင်လည်းတစ်ပဲရပါတယ်ဒီမှာဆိုရင်လည်းတစ်ပဲရပါတယ်အကျွန်းသိရတိုင်းမကိန်းပါအဲ့ဆိုကျွန်တော်တို့ကဥပမာတစ်ခုကိုကျွန်တော်တို့ကြည့်ကြည့်အောင် 8 assign 37 remainder 8 assign 8 modules to print remainder ဆိုပြီးတော့ကျွန်တော်တို့ကြည့်ကြအောင်အဲ့တော့ဒီ remainder မှာဆိုရင်သိရတဲ့အတွက်ကျွန်တော်တို့ကဒါစုံကိန်းလားမကိန်းလားဆိုရင်ဒီမှာဆိုရင်မကိန်းပါဒါဆိုရင် op number ကိုကျွန်တော်တို့သိနိုင်ပါတယ်ဘာကိုသိနိုင်လဲ even of number ကိုကျွန်တော်တို့သိနိုင်ပါတယ်real world မှာတကယ်လက်တွေ့မှာဘယ်လိုတုံးလဲပေါ့အဲ့ဆိုကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်ဒီမှာ online ပေါ်မှာဆိုရင်ဇယားတစ်ခုရှိပါတယ်ဒီမှာဆိုရင်စုံကိန်းလားမကိန်းလားကိုတို့ခွဲထားပါတယ်စုံကိန်းကတော့ဒီမှာမီခိုးရောင်မကိန်းကတော့မီခိုးရောင်ပေးထားပြီးစုံကိန်းကတော့အဖြူရောင်ပေးထားပါတယ်ခဲရောင်ဖြို့လေးပေးထားပါတယ်initial ပြောရရင်ဒီဗီဒီယိုကတော့ modular နဲ့စားကျွန်းကိုအကျွန်းကိုရှာပေးတာပါဒီ modulus operator ကအကျွန်းကိုရှာပေးတာပါဒီ modulus operator ကအကျွန်းကိုစားကျွန်းကိုရှာပေးရပါဒီမှာနောက်ထပ်ပြီးပြောရှင်းတာကနှစ်နဲ့စားပြီးတော့အကျွန်းချလိုက်တယ်ဆိုရင်စုံကိန်းလားမကိန်းလားဟောသိနိုင်ပါတယ်စုံကိန်းဆိုရင်အကျွန်းက0ဖြစ်ပြီးမကိန်းဆိုရင်အကျွန်းက1ဆိုပြီးတော့ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်